အရန်ဖြစ်ချင်တဲ့အမှုပညာသမားဖြစ်ခွင့်ရတယ်ကိုယ့်ရဲ့ဝါသနာကိုအသက်မွေးဝမ်းကြောက်လုပ်နိုင်တယ်ဆိုအရန်ကိုကံကောင်းဒါပေမဲ့ကျွန်တော်မပြောနိုင်ဘူး9နှစ်6နှစ်လောက်မှတင်ကျွန်တော်အဖေနဲ့အမေကတရားရုံးထဲမှာစာချုပ်မှာလက်မှတ်ထိုးတော့꿰နေကြဟာတော့ကျွန်တော်အခုချိန်ကြီးရုပ်ရှင်လိုပဲပိတ်ကားလိုမျိုးပဲကျွန်တော်မှတ်မိရပါတော့။ဒါကြောင့်ဘယ်သူမှတော့အပြစ်မတင်ပါဘူး။ဒါပေမဲ့ပြောချင်တာအဲ့လိုငယ်ဘဝအဲ့လိုစိတ်ဓာတ်ရိုင်းနဲ့ကြီးပြင်းပြီးတော့မှတင်ငယ်တယ်မေတ္တာငတ်ခဲ့ပါတော့။ဒါကြောင့်ကျွန်တော်ကလူတယောက်ဆိုရင်တအားအဲ့လိုမျိုးခင်တွေ့တတ်တယ်အဲ့လိုမျိုးကိုငတ်ခဲ့တဲ့မေတ္တာကိုတခြားစီမှာကျွန်တော်ရှာတတ်တယ်။ကျွန်တော်တို့အိမ်ကအဲ့လိုတက်ငယ်မိုးလေးနဲ့အိမ်လေးနဲ့အဲ့လိုမျိုးနေရတယ်။တစ်နှစ်မှတစ်ခါနှစ်နှစ်မှတစ်ခါအဲ့လိုလဲရတယ်တက်ငယ်လဲရတယ်။အဲ့လိုဆိုရင်အမေကအဆင်ပြေတော့တက်ကယ်မိုးမလဲနိုင်ဘူးမိုးတွင်းဆိုလို့ချင်းဇလန်းစားပြီညအိတ်နေနေတော့ပေါ့ဆိုညနေရရေးလေးကြာသားသမီးတောင်းကထားပြီးတော့မှအဲ့မှာတခါလဲဓာတ်ထူပြားတွေလိုက်ထိုးပလတ်စတစ်တွေလိုက်ထိုးပြီးရင်ဒဲအိုးတွေရှိမြအိမ်ထဲကကြောင်အိမ်ထဲကအဲ့လိုဒဲအိုးတွေပကံတွေနဲ့လိုက်ခံရေပေါက်တယ်ကျောင်းနေမှာဆိုလို့ချင်းကျွန်တော်တို့မောင်နှမ2ယောက်တည်းပဲလေးစင်းချိုင်းလောက်ကြည့်ကျွန်တော်တို့ခါလောက်ရှိရဲအဲ့ဒါရုပ်ကန်ပြီးတော့ပဲ2ယောက်သားအဲ့လိုသွားတယ်နေ့လေဆိုရင်လည်းအဲ့ချိုင်းကိုဖွင့်ပြီးတော့မှသူ့ရဲ့အတန်းမှာသွားဆိုင်စားတာမို့ကျွန်တော်အတန်းမှာလာပြီးတော့သမီး2ယောက်သားမောင်နှမ2ယောက်တည်းကလေးတေးသေးလေးပဲသားနေကြအချိန်ဆိုကြည့်လိုက်ပြီဆိုရင်ဘေဘီကြီးကြည့်လိုက်ရင်ကျွန်တော်တငယ်ချင်းတွေဆိုသူ့ရဲ့ဦးလေးတို့သူ့ရဲ့မိဘတို့တွေကနေဝိုင်းနေမှာသူတို့ခွန့်ကျွေးနေရတယ်ကိုရီးယားအဲ့လိုမျိုး2ယောက်သားကြည့်စရာကျွန်တော်ညီမနဲ့ကျွန်တော်နဲ့ပဲမျက်နှာချင်းဆိုင်လိုက်စားလိုက်နေဟိုဘက်ငေးလိုက်နေအဲ့လိုမျိုးလေးနေပေါ့နော်ခါတိုင်းဆိုရင်ကျွန်တော်တို့အမြဲတမ်းဟိုပါပေါ့နော်ကြိုပေးတဲ့စိုက်ကားဆရာကြီးရှိတယ်ကျွန်တော်တို့တရက်ကြာပြောတယ်ဒါတို့တဲ့အဲ့ဟာတဲ့ဦးလက်ကုံရင်းနဲ့မပို့ပေးတိုင်းတော့ဘူးနော်တဲ့ဘာလို့လဲဆိုတော့ဒါတို့ဖေမီကပတ်စံမပေးတော့ဘူးတဲ့အခုတော့မှတဲ့ဦးကဒါတို့တနာလို့ချစ်လို့အမျိုးလိုက်ပို့နေတာတဲ့တကယ်တမ်းပြောရင်ဦးပတ်စံမရဘူးတဲ့။ဩ2010မှာရန်ကုန်ရောက်တယ်။နည်းနည်းလူပညာလုပ်ဖို့နည်းနည်းကြိုးစားတယ်။ဘာမှချိတ်ဆက်တွေမရှိဘဲနဲ့စိတ်တက်ကြပြီးပြန်သွားပြီးတော့မှ2017မှာပြန်ရောက်လာပြီးတော့မှကျွန်တော်ကအဲ့လိုအကအကြောင်းတွေပဲတက်တယ်။ပြီးတော့မှ2012မှာကျွန်တော် art school တက်တယ်ပေါ့နော်။ Laurel Art Academy art school တက်တယ်။2016မှာကျွန်တော်တို့တငယ်ချင်းတွေပေါ့နော်။သူတို့ကနေပြီးတော့အဲ့လိုဆက်မိပြီးတော့မှအဲ့အောင်လည်းငါတို့ပြိုင်ပွဲရှိရဲတဲ့တော့ပြိုင်ကြမလားတဲ့ Okay try မယ်ဆိုတော့လူတွေပါစုကြအားလုံးကတငယ်ချင်းတွေအကုန်လုံးဝိုင်းလူစုတဲ့အချိန်မှာ9ယောက်ပြီးတော့နောက် manager ရဲ့1ယောက်ရယ်ပေါ့နော်အဲ့10ယောက်ကျွန်တော်တို့ကအကုန်လုံးစုလိုက်ပြီးတော့မှအဲ့လိုစူးစမ်းနေအဲ့လိုဖွဲ့ပစ်သွားပါကျွန်တော်အရန်ဖြစ်ချင်တဲ့အမှုပညာသမားဖြစ်ခွင့်ရတယ်အရန်ကိုကံကောင်းတယ်လို့ပေါ့နော်ဒါပေမဲ့ကျွန်တော်မပြောနိုင်ဘူးဆိုတော့ကျွန်တော်အထဲမှာတကယ်လိုအပ်နေတဲ့စာလောင်နေတဲ့မေတ္တာစာလောင်နဲ့ငတ်မွတ်နေတဲ့ငြိမ်သက်ခြင်းကမရှိဘူးဘယ်လောက်ကြောင့်ဆိုးလာနောက်ပိုင်းဆိုရင်အဲ့လိုကားမောင်းနေနေပါအဲ့လိုရှိုက်ကြီးတငငယ်ငိုတဲ့အထီတောင်အဲ့လိုဖြစ်လာအဲ့ကြောင့်လူငယ်ကကျွန်တော်ဒန်ဆာဘွားတော့2012လောက်တော့ကျွန်တော်အကဆရာပြောပြတဲ့စကားလေးပြန်ကြားအောင်လားဖះဆိုတာခွန်ထူးတဲ့ဖះတဲ့အသက်ရှင်နေတဲ့အိမ်ဆိုလာပြီးတော့ကောင်းတော့လာပေါ်အချင်း God ဘာနော် Are you really exist ဖះတကယ်ရှိလားရှိလို့ရှိရင် prove me လို့ကျွန်တော်ထင်ပါတယ်နေရက်3ရက်အတွင်းမှာဖြစ်လိမ့်မယ်နဲ့တူတယ်တကယ်ချင်းတွေကနေပြီးတော့ဟိုဟာသွားကြရှိလို့ဆိုတော့အတူတူကျွန်တော်ကားထဲမှာလိုက်တယ်တကယ်ချင်းကြောက်ရှင်းတော့ထောင်တယ်ကျွန်တော်စိတ်တွေကအဲ့လိုမျိုးခံစားနေကျွန်တော်အဲ့တချင်းလေးအပြင်စကားပြောတာပါလေဆိုရင်မင်းငိုကြွေးနေတာ तू သိတယ်မင်းခံစားနေအောင် तू သိတယ်မင်းနဲ့ငါရှိတယ်မင်းဝမ်းနေတဲ့ခါတိုင်းမင်းဆုတောင်းပါအဲ့ချိန်မှာကျွန်တော်ဘုရားတကယ်ရှိရဆိုတော့ကျွန်တော်ယုံသွားကျွန်တော်အရင်ကလေပြောရရင်အရာအလုံးက everything is great ပဲဘုရားကျွန်တော်ချစ်တယ်ဆိုတာတိလိုက်ရတဲ့အချိန်မှာလောကကြီးအမောင်နေဖြစ်နေတဲ့အရာတွေပဲအခုကာလာကြီးဖြစ်သွားတာနော်ကိုယ်စိတ်ထွက်ပေါက်ကိုမဟုတ်တဲ့နေရာမှာသွားပြီးတော့ရှာလိုက်လို့ရှိရင်စူးချိုးတွေဖြစ်လာရင်ကိုယ့်အတွက်ပဲပိုးလို့ပဲပြန်ဖိစီးမှာပေါ့နော်တကယ်တမ်းကိုလိုချင်တဲ့အရာတွေစစ်မှန်တဲ့ငြိမ်သက်ခြင်းပျော်ရွှင်ခြင်းချစ်ချင်းမေတ္တာဆိုရင်တော့ဘုရားကိုပဲခေါ်ကြည့်ဘုရားကိုပဲရှာကြည့်ပြန်ထူးလိုက်မယ်ဆိုတဲ့အရာကိုပေါ့နော်အဲ့လိုကျွန်တော်ပြောချင်တယ်ပေါ့နော်